ကိုကြီးထောင်းတာကြာလာလေလေအခုတည်းလည်းဟောဖြစ်သေးတယ်ဖက်ကလေးနဲ့နီးနေတာမိုးကလည်းမလုံအားကြောင့်မလို့ရကိုကြီးပြပါ ဟိုကျွန်တော်တို့ကအခုနောက်အိမ်တစ်လုံးစောက်ဖို့ရှိတယ်ဒီတရက်နဲ့လေစောက်ပြီးတော့ကျွန်တော်အိမ်စောက်တာတွေကိုကျွန်တော်ရက်တော့မယ်ဟုတ်လို့ဆိုတော့ကျွန်တော်လည်းတော်တော်အလူခံရတာလည်းအားနာတယ်နော်လူတွေလည်းနည်းနည်းဟိုဟာဖြစ်တယ်အမားတို့လိုပဲဒီလိုပဲစိတ်တော့မကောင်းပါဘူးမြင်ရတွေ့ရတာတွေနော်ကိုဘလို့အိတ်ကြမယ်ဒီမှာကြီးရောအမှန်ကိုဘလို့အိတ်ကြတာသမီးအားလုံး6ယောက် ကျွန်တော်လည်းဆို6ယောက် ဟိုဖြစ်ရင်ကြည့်လိုက်အောင်ပေါ့ဗျာနော်ကျွန်တော်ကတော့ရက်ပြီဒီတစ်လုံးပြီးရင်တော့ကျွန်တော်ဒီအခုစောက်ပြီးတဲ့အိမ်ပြီးရင်တော့ကျွန်တော်တော့ရက်ပြီကျွန်တော်တရားဝင်ပြောတာကျွန်တော်လုံးဝရက်ပြီအိမ်စောက်တဲ့အလုပ်ကိုကျွန်တော်မလုပ်တော့အိမ်စောက်တာတို့ကျွန်တော်စီအကူကြီးလာတောင်းတာတို့အားလို့ကျွန်တော်ဘာမှကျွန်တော်မလုပ်တော့ဘူးကျွန်တော်အဲ့လိုဆုံးဖြတ်တာလို့နော်ကျွန်တော်လူရှင်ပေါ်လာတော့လဲခံမဲပေါ့ဗျာကျွန်တော်ကတော့ဒါတစ်ခါလေးကြာရင်လဲလူတွေတမျိုးပေါ့ဗျာနော်ဟုတ်